စွန်းရွက်အစိမ်းစားတော့အကိုကြီးမန်းဖီသေးဟုတ်တယ်မလားနဲ့သူကစွန်းရွက်တွေစားတယ်အေးပါကွာအော်ကလည်းတော့ယူစားတယ်ကလည်းယူစားမတည့်ဘူးကြီးဖိုးကစွန်းရွက်လည်းစားရပဲလားဟဲ့လားဟမ်ဖိုးရုပ်ကိုလည်းကြည့်အောင်တော်ပြီလားစားတော့ဒါတော်ကြီးပေါ့ဒီမှာတက်လေးနဲ့အုပ်သေးတယ်ယူသွားရင်တော့လူတော့ပါချတော့လေရှေ့နင်လူညအမဆိုနှလုံးနဲ့ဟုတ်တယ်ချီသွားကြီးဟဲ့ကစွန်းရိုးတွေစားတယ်တော်ဆိုးနေကစွန်းရိုးတွေစားဒီကောင်တော်ဆိုးနေဒီကကစွန်းရွက်စားတယ်ကွယ်မလေးကစွန်းရွက်စားတယ်ကျတော်ဆိုးနေပြီမင်းတော်ဆိုးနေပြီမင်းချက်ယူစားတာဟာဖို့ဘလော့ကလိုက်နေဒီမှာနေ့တော့လုပ်ပေးရဒီမှာဟဲ့တော်စိုးနေဤဒီကစွန်းရွက်စားတဲ့ကြောင်ကမတွေ့ဘူးသလိုပဲနော်ကစွန်းရွက်တို့မုံလာဥတို့ပန်းပွင့်တို့ခရမ်းသီးတို့ဟာအတော်ဆိုးတဲ့ကြောင်ပုံစားနေလားဖေယိုကလှမ်းကြည့်ရတယ်ငင်းနေဂျိုနေတယ်ဟဲ့ဘလူကြီးတို့ကကြီးနဲ့ကြိုက်ချပြတယ်ကစင်းတွေကိုဟုတ်တယ်လေကစင်းဘယ်လိုကြိုက်ရလို့များတင်ပေးလေပြီးပါပြီဟိုးကွာဟဲ့ရလို့ကြိုက်ရမှာမဟုတ်လေကွယ်ဟုတ်တယ်ပေးဆရာရေဒါမှတကယ်ဝက်စာပေါ့သူပြောတဲ့ဝက်စာသူလုံးမှာဝက်စာကိုဖြစ်တယ်ကေဟဲ့ဂျွတ်နေနေဒီလူပါငါလည်းဘုံလိမ့်ညုံမှာကျအကောင်တကယ်ရဲတယ်ကွာခွဲအီလူလေးခွဲပြီးတော့မှဓာတ်နဲ့ပြန်ဖြတ်ရှင်းမငါဝက်လုပ်တယ်ဝက်စာလုပ်တယ်ဒီနွမ်းနေရောအလိုဘောကောင်းကစားတယ်ဘောထောင်းက